ကျွန်တော်ပြောပြမယ်ဒီဖြစ်သွားတယ်မနေ့ကဖြစ်သွားတယ်ဘုံနဂါကိစ္စဟိုဟာအဲ့ဒါဟိုဘယ်သူတွေကိုပြောချင်တာဆိုတော့ကျွန်တော်ရဲဘော်ကြီးပေါ့နော်ပြီးတော့တကယ်တော်လိုင်းထဲမှာရှိနေတယ်ဆိုတဲ့ပြည်သူတွေပေါ့နော်သိအောင်လို့ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီဘုံနဂါဒီစစ်ကောင်စီအောက်ကိုလက်နဲ့ချသွားတယ်လင်းဝင်သွားတယ်ပေါ့နော်ကျွန်တော်တို့အမှောင်ထဲမှာနေတာမဟုတ်တာလင်းဝင်သွားတယ်နေတော့စားဆိုတော့လက်နဲ့ချအញ្ញံခံသွားတဲ့ကိစ္စကအရင်ဟိုဘလို့လေဟိုတော်လိုင်းပြတ်သုံးရမယ့်ကိစ္စမျိုးမဟုတ်ဘူးကျွန်တော်ဘက်ကကြည့်ရင်လေကျွန်တော်စစ်သားတယောက်ပြီးတော့ဒီကျွန်တော်ဒီဒဏ်ရာရပြီးရဲ့အခြေအနေမှာဒီလူကြားထဲမှာသွားလာနေထိုင်နိုင်မှုအတွက်ဆိုပြီးတော့ကျွန်တော်တို့ဒီပုံမှန်နိုင်ငံတကာမှာဆိုရှိရဗျာဥမာစစ်မှုထမ်းဆောင်ပြီးလို့ရှိရင်ကျွန်တော်တို့အရက်သားစိတ်အရက်သားပုံစံပြန်ဖြစ်အောင်လို့သူတို့ပြန်လုပ်ရတယ်တင်တဲ့နေတက်ရတယ်ပြီးရင်သူတို့ရဲ့ဒီစစ်သားစိတ်တွေကိုဖျောက်ပြရတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့လိုမလုပ်ထားဘူးမလုပ်ခဲ့ဘူးပေါ့နော်ပြီးတော့လုပ်ဖို့လည်းအစီအစဉ်မရှိဘူးကျွန်တော်တို့ဒီအမြဲတမ်းစစ်သားတော်လိုင်းစစ်သားတယောက်အနေနဲ့ခံယူတယ်ရှီရန်သွားစရာရှိရင်သွားတယ်ပေါ့နော်အခုကသွားစရာဟိုကျွန်တော်သွားလို့ရတယ်ကျွန်တော်စွမ်းဆောင်နိုင်တဲ့အခြေအနေမဟုတ်လို့ကျွန်တော်အလုပ်ကိစ္စဒီအပြင်မှာပို့လုပ်လို့ရတာမဟုတ်လို့ကျွန်တော်အပြင်မှာနေရပါတော့ဒါပေမဲ့လိုရတဲ့အချိန်တိုင်းမှာကျွန်တော်အမြဲရှိတယ်ဆိုလို့ကျွန်တော်ဘာလို့လဲဆိုတော့ဒီဘုံနဂါကိစ္စကဟိုးအစနေရပါတော့ဟိုးအစတွေကကျွန်တော်ကတောင်းဆိုဘာမှမရေးပြဘူးမပြောပြဘူးဟိုတစ်ခုနဲ့ဟိုတဦးနဲ့တဦးတစ်ခွဲနဲ့တစ်ခွဲပို့တိုက်မှုတွေပါရှိကျွန်တော်မပြောပြဘူးဘုံနဂါကိစ္စကြတော့လေတော်လန်ကြီးကိုပျက်စီးတယ်ရဲဘော်တွေအင်အားရော့တယ်ဆိုတဲ့ပုံစံမျိုးနိုင်သွင်းနေလို့ကျွန်တော်ပြောတာပေါ့နော်ပုံမှန်ဆိုတော့ပြောစရာအကြောင်းမရှိဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကစစ်တင်တဲ့တေချာတက်ခဲ့တာကျွန်တော်တို့ဒဏ်ရာရတယ်ဖြစ်တယ်ဆိုတဲ့ကိစ္စပဲသိတာကျွန်တော်တို့တိုက်ပွဲကြီးဘယ်လောက်တိုက်ခဲ့တယ်ဘယ်လိုနေခဲ့လဲဆိုတဲ့ကိစ္စတွေတော့များမသိကြဘူးကျွန်တော်တို့တိုက်ခဲ့တဲ့တိုက်ပွဲကြီးမှာစစ်ကောင်စီဘက်ကဘယ်နှယောက်ကြာသွားတယ်ဘာညာတခါမှမပြောခဲ့ဘူးတခါမှမပြောခဲ့ဘူးကျွန်တော်တို့ဖြစ်တော့တာဖြစ်တယ်ဆိုပြီးဖြစ်သွားတာပေါ့နော်ဆိုလိုချင်တာစီးရေးကိစ္စတွေဒီတက်ပြီးတော့ကြွေရမယ့်ကိစ္စတွေတော့မဟုတ်ဘူးရေဟိုသူတို့ဒီပြန်ကြားရေးပေါ့နော်ဟိုတာဝန်ရှိတဲ့ပြန်ကြားရေးတွေကသတင်းထုတ်ပြန်လိမ့်မယ်အဲ့ဒါဒီသူတို့ကိစ္စကျွန်တော်တို့ဆိုတိုက်ပွဲအများကြီးတိုက်ခဲ့ဘူးတယ်ဒီလိုဟိုသတင်းပို့ရဲဆိုတဲ့အခါမှာတချို့နေရာတွေမှာတန်ကြိုးဒီကြီးနှံ့နေနေပေါ့နော်ကြီးနှံ့နေပို့ရတာအဲ့လိုမျိုးရှိကျွန်တော်တို့တော့မပို့ဘာလို့ကျွန်တော်တို့အဲ့ level မဟုတ်လို့ပေါ့နော်main point ကစစ်ပညာဒီတေချာတင်ယူရတဲ့ကိစ္စဖြစ်တယ်စစ်ပညာမှာအခြေခံစစ်ပညာရှိတယ်ခေါင်းဆောင်ငယ်တင်တန်းတွေတက်မှုငယ်တင်တန်းတွေရှိတယ်ပြီးတော့မှဒီအစင်းစင်အုပ်ချုပ်မှုသွားဘုံငါးကြအဲ့လိုဖြစ်တာမဟုတ်ဘူးเนาะဟို Facebook ပေါ်မှာ popular ဖြစ်တယ်မိုင်းဆွဲရပါညာသူလုတ်တဲ့ဟာဟုတ်ရင်လည်းဟုတ်မဟုတ်ရင်လည်းမဟုတ်အဲ့ဒါကိုပြပြီးတော့ဒီလူလူရဲ့ရေချိန်နဲ့ထောက်ခံမှုပေါ်မူတည်ပြီးတော့တက်လာတဲ့ခေါင်းဆောင်လို့ယူဆရတဲ့သူတယောက်ကဖြစ်ခဲ့တာတကယ်တမ်းနေလန်းကလာဒိတ်ရင်စစ်သားတယောက်အနေနဲ့စစ်တင်တန်းနေဘယ်နှခုများပြီးဆုံးအောင်တက်ခဲ့လေဘယ်နှခုများစစ်တင်တန်းတွေမှာစွမ်းဆောင်ရည်မြင့်တဲ့စုရီရခဲ့တာရှိတယ်ပြီးတော့သူရောသူ့ဆရာအနေနဲ့တင်တန်းပေးခဲ့တဲ့တင်တန်းဆရာတွေကဘယ်သူတွေလဲပေါ့နော်စသဖြင့်ကျွန်တော်တို့တော့မသိပါဘူးပြီးတော့ခေါင်းဆောင်တယောက်အနေနဲ့အချိန်တိုအတွင်းမှာဖြစ်လာဖို့ဆိုတာမလွယ်ပါဘူးမူးကြရွှေကိုကြီးလည်းမဟုတ်ဘူးလीเนาะစစ်ပညာဆိုတာအဆင့်ဆင့်သင်ရနှစ်ချီပြီးတော့သင်ရတဲ့ကိစ္စဖြစ်ပါတယ်ပြီးတော့တကယ်မှန်ကန်တဲ့မှတ်တဲ့တော်တွေကျွမ်းနေဆိုတဲ့ခေါင်းဆောင်တွေတောင်မှလေစစ်မြေပြင်မှာအရေးပေါ်အခြေအနေအကျက်တေးကြီးကြားထဲမှာဆုံးဖြတ်ချက်မှားတာတွေเนาะကိုပေးလိုက်တဲ့အမိန့်တစ်ခုကြောင့်ရဲဘော်တယောက်အသက်ဆုံးရှုံးသွားရင်ဖြစ်စေခန္ဓာကိုယ်အစိတ်ပိုင်းချိုးယွင်းသွားရင်ဖြစ်စေသူတို့မှာတသက်လုံးသင်ခန်းစာတွေနေပေါ့နော်သူတို့စိတ်ထိခိုက်ရတဲ့အချိန်တွေရှိပါတယ်ဒါလူရှိသူရှိတာအဲ့လိုမဖြစ်ကြတာပေါ့လေဆိုတော့ဆိုလိုချင်တာကဒီစစ်သားတယောက်တကယ်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့သင်တန်းတွေတက်ပြီးတော့တေချာနေ့စဉ်လေ့ကျင့်ရတာဖြစ်တယ်နော်ဟိုအလွယ်တကူဟတ်ချလောင်အောင်ဖွက်ဆိုပြီးတော့လေဟိုစစ်ကောင်းဆောင်ဆိုပြီးဖြစ်လာတာမျိုးမဟုတ်ပါဘူးဆိုတော့အဲ့ဒီတော့ကြောင့်မလို့
ကျွန်တော်ဒီရဲဘော်တယောက်အနေနဲ့အမြင်ရဆိုရင်ဘိုးနဂါကိုကျွန်တော်တို့ကဒီရဲဘော်လို့တော့မတတ်မှတ်ဘူးနော်ဟိုရှင်းပြောရင်တော်ကီကောင်းလို့ဗျာတော်ကီကတော့လူတိုင်းကောင်းလို့ရတယ်ကျွန်တော်လည်းကောင်းလို့ရလေထဲမှာတိုက်ရင်စောက်ပြလို့ရတယ်တကယ်တမ်းမှမဖြစ်နိုင်တာလေနော်ဆိုတော့ဒီဘိုးနဂါအလင်းဝင်သွားတဲ့ကိစ္စကြီးကျွန်တော်တို့ရဲဘော်တွေအတွက်တော့ဗောနော်ကျွန်တော်အတွက်ဒီတော်လိုင်းထဲမှာတန်ဖိုးကြီးတဲ့ခေါင်းဆောင်တူစစ်ကောင်စီအောက်ကိုလက်နဲ့ချသွားတယ်အညံ့ခံသွားတယ်လို့ကျွန်တော်အနေနဲ့မခံစားမိဘူးအဲ့တော့ဘိုးနဂါကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘာမှဟိုရှင်ထဲမှာမရှိဘူးပေါ့နော်ရှင်ထဲမှာမရှိဘူးဆိုတော့ဒီရဲဘော်အနေနဲ့လည်းဘာမှစိတ်တကြရမလို့ပြည်သူတွေအနေနဲ့ဘာမှစိတ်တကြရမလို့လူဆိုတာတော့တစ်သက်လုံးမှန်နေလို့မရှိဘူးအမှားနဲ့မကင်းနိုင်ဘူးအဲ့တော့ကိုကထောက်ခံခဲ့တယ်ပံ့ပိုးကူညီခဲ့တယ်ဆိုရင်ဒါတော်လိုင်းတစ်စုံလုံးအတွက်ကိုပဲထောက်ခံခဲ့တာပံ့ပိုးကူညီခဲ့တာဖြစ်တယ်အဲ့အတွက်လည်းနောက်နာရစရာလည်းမလိုဘူးเนาะဟိုဟာစိတ်ကားငယ်စရာလည်းမလိုဘူးဆက်ပြီးတော့မှန်ကန်တဲ့နေရာရွေးချယ်ပြီးတော့ထောက်ပံ့ကူညီလို့ရတယ်အဲ့လိုပဲဒီဘိုးနဂါပဲပြောပေါ့เนาะအဲ့ထားလိုက်ပါတော့အဲ့ဆောက်ယူအဲ့ဆိုတော့သူ့ကိုထောက်ပံ့ကူညီခဲ့တဲ့သူတွေကိုလည်းကျွန်တော်တို့ဒီတချို့ဘက်တွေကဒီတော်လိုင်းဘက်ကထောက်ပို့တွေရဲဘော်တွေကလည်းဟိုလှောင်ပြောင်းနေကြမလို့ပေါ့နော်လူကအမှားနဲ့မကင်းဘူးเนาะဟိုဆိုတော့သူတို့လည်းတော်ကီကောင်းနေပါညာဆိုတော့တည့်ရမှာကြောက်အောင်ပြောတတ်တယ်ဆိုတော့လေဟိုသူတို့နေနေရလေဟိုရုံရတာပေါ့လေเนาะတော်လိုင်းကိုအရန်စိတ်ထဲမှာပြင်းပြနေဆန္ဒရှိတော့အားကြောင့်မလို့ကျွန်တော်တို့တယောက်နဲ့တယောက်အကန်နေမပြောကြဘူးကျွန်တော်တို့ရဲ့ဘုံရန်သူဒီစစ်ကောင်စီဖြစ်တယ်စစ်ကောင်စီကဒီထက်လာမဲ့စိတ်သက်စစ်စင်ရေးတွေအနေနဲ့သွေးခွဲမဲ့ကိစ္စရပ်တွေလည်းရှိလာအောင်ပါပဲဆိုတော့ကျွန်တော်တို့ညီညွတ်ဖို့လိုတယ်အားကောင်းဖို့လိုတယ်ဘယ်လိုပဲဖြစ်တယောက်နဲ့တယောက်ဖိမကူညီပြီးတော့ကျွန်တော်တို့ခီးဆုံးတဲ့အထိသွားဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တော်လိုင်းကအချိန်ရမ်းကြာလို့မရဘူးကျွန်တော်တို့အားလုံးเนาะတိုင်းပြည်ရောလူတွေရောပျက်စီးထိခိုက်နေနာနေကြတယ်ဆိုတော့ကျွန်တော်အချိန်ဆွဲလေကျွန်တော်တို့တိုင်လေလေပေါ့နော်ကျွန်တော်လမ်းမားလေမျက်စိလေလမ်းမားလေတော်လိုင်းရခီးရောက်ဖို့အချိန်ကြာလေပြန်ပြီးတော့ပြန်လေထူထောင်ရေးလုပ်ရင်တော့တော်တော်ခက်မဲ့ကိစ္စတွေဖြစ်တယ်ဆိုတော့လူတွေဒုက္ခရောက်နေလူတွေကူညီရမယ်နော်လူတွေချင်းရိုင်းမင်းကူညီရမယ်တရားနဲ့တရားဟိုအပြက်တွေတိုက်ခိုက်တာတွေမလုပ်ကြပဲနေပြီနော်တွားကြမယ်ဆိုတော့နောက်ဆုံးညီကုန်းချုပ်အနေနဲ့ဆိုရှင်တော့ဘုံနဂါသည်ကျွန်တော်တူးတဲ့စာအရာဆိုရင်တော့သူ့ကိုကျွန်တော်ကတော့စစ်ကောင်းဆောင်လို့မမြင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့သူစစ်ကောင်စီဘက်ကိုပေါ့နော်လက်နက်ချအညံ့ခံသွားတဲ့ကိစ္စသည်ကျွန်တော်တို့အတွက်ထိခိုက်နေတာမှုဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပြူလဲမှုတစုံတစ်ခုမှကျွန်တော်တို့မှမရှိဘူးเนาะဆိုတော့ဂရုကိုမစိုက်တာဗျာเนาะဟိုဒါပေမဲ့တခုတော့ရှိရပါလိမ့်เนาะသူနဲ့ဆက်ဆက်ပြီးတော့သွားလာလှုပ်ရှားခဲ့တဲ့နေရာတွေဒါမှမဟုတ်တခုခုကြောင့်ပေါ့နော်အဲ့လိုမျိုးကြောင့်သတင်းပေါက်ပြီးတော့ရန်သူဘက်ကနေစစ်ကြောင်းထိုးမာတွေတိုက်ခိုက်မှုတွေကတော့လုံမှာပဲပေါ့နော်ဒီထက်ပိုပြီးတော့လုံလာဖို့လည်းရှိရဲဆိုတော့အဲ့ဓာတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်ရဲဘော်တွေဘက်ကရောပြည်သူတွေဘက်ကရောသတိထားဖို့လိုတယ်ကြိုတင်ပြင်ဆင်ဖို့လိုမယ်ကာဝယ်ဖို့လိုမယ်ကျွန်တော်တို့အဲ့အတွက်ကိုပဲအားစိုက်ကြမယ်လीနော်ဟိုမဟုတ်တဲ့ကိစ္စတွေမှာတိတ်ပြီးတော့အချိန်ကုန်မခံစေချင်ပါဘူးเนาะကျေးဇူးများကြီးတင်ပါတယ်